အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့အင်္ဂလိပ်စာတီချာလေးတီချာပုံညက်ခိုင်ပါကျွန်မအရင်တစ်ပတ်ကခီးလေးသွားလိုက်လို့မတင်ဖြစ်လိုက်ဘူးပေါ့နော်ဒီနေ့တော့ဘာကြောင့်လဲပတ်သက်ပြီး sharing လုပ်မလဲဆိုကျွန်မ there is there ရဲ့အသုံးလေးကိုပြောပြပါမယ် there is there ကိုသုံးတာပေါ့နော်တိတ်ပြီးတော့မတိကျဘူးဖြစ်နေရမလားဘာဖြစ်လို့လဲဆိုတော့ sentence ထဲမှာ there is there ရဲ့အဓိပ္ပာယ်မြန်မာလိုအဓိပ္ပာယ်မပါလာဘူးလေနော်အဲ့ဒါကိုမတိကျဘူးဖြစ်နေတာပြပါမယ် there is there ကတကယ်တမ်းကနေရာကိုပြအရေးအတွက်တစ်ခုခုကနေရာကိုပြပြီးရှိရင်နေရာမှာဒီနေရာမှာဒီအရေးအတွက်တစ်ခုခုရှိတယ်ဆိုတော့အကြောင်းအရာလေးကိုပြောချင် there is there are ကိုသုံးပါတယ်ဥပမာ for example ကျွန်မပြောရရင်ဇပွဲပေါ်မှာစာအုပ်9အုပ်ရှိတယ်နော်ဇပွဲပေါ်မှာစာအုပ်9အုပ်ရှိတယ်ဆိုရင်ပုံမှန်တိုင်းဆိုရင်ဘယ်လိုရေးမလဲ5 books are on the table လို့ရေးလိုက်မှာပေါ့နော်တကယ်တမ်းမဟုတ်ပါဘူး there are 5 books on the table လို့ရေးရပါတယ် there are 5 books on the table येအတွက်နေရာပြပြီးတော့ရှိနေတာပါအဲ့ဒါ there are ပါ there is ကြတော့ကျမတို့accountable noun သုံးတယ်ပြီးရင် singular ဆိုရင် there is ကိုသုံးမှာပေါ့ are ကအများနော်ဟုတ်လားအဲ့ဒါက there is there ရဲ့အသုံးပါနော်အဲ့ဒါကိုမသိကြဘူးဘာသာပြန်ကြည့်လိုက်လေ there are 5 books on the table ဆိုအဲ့ there are ကအတိတ်ပဲမပါဘူးမှာလို့နော်ဒီဘက်မှာစာအုပ်9အုပ်ရှိတယ်ပဲအဲ့ဒါကိုအတိလွယ်နေကြလို့ပါ there is there ကအဲ့လိုမျိုးသုံးပါတယ်နော် okay ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုဒီမှာပြန်ဆုံပါမယ်ရှင် bye bye ပါ